အာယုံကြောအားနေတဲ့သူတွေမှာတွေ့ရတတ်တဲ့လက္ခဏာ9ချက်နံပါတ်1ထုံကျင်တာပေါ့နော်ခန္ဓာကိုယ်အစွန်အဖျားတွေခြေဖျားလက်ဖျားတွေခြေထိတ်လက်ထိတ်ကလေးတွေခြေဖွားတွေထုံကျင်ကြိုက်ခဲတာမျိုးတွေခံစားရမယ်နံပါတ်2ပိုချမ်းတက်တာပေါ့နော်တာမန်ရာသီဥတုအခြေအနေမှာတော့မှပဲခိုက်ခိုက်တုံအောင်ချမ်းနေတာမျိုးတွေခြေဖျားလက်ဖျားတွေအေးဆက်ပြီးတော့မှတုံရည်နေတာမျိုးတွေနံပါတ်3အကျောတွေအားနေပြီးတော့မှမကြာခဏကြွက်တက်တာပေါ့နော်ကြွက်တာတွေအားမရှိဘူးလူကအားနေတယ်လို့ဖြစ်နေတယ်ပင်ပန်းနဲ့နှုံးချိနေတယ်ခေါင်းမှုတယ်ဒါတွေဆိုရင်တော့အာယုံကြောအားနေတာပေါ့နော်နံပါတ်4အကျောတက်တာဇက်ကြောတွေနောက်ကြောတွေထိုးပြီးတော့မှတက်တယ်ကုတ်ကြောတွေတင်းပြီးတော့မှမကြာခဏဇက်ကြောနောက်ကြောတွေထိုးတယ်နံပါတ်5ကိုတွင်းအပူတွေမများတတ်တာပေါ့နော်ခေါင်းချွေးအလွန်ချွန်ထွက်တာခန္ဓာကိုယ်ထဲမှာအပူတွေမများတတ်တဲ့အချိန်မှာခေါင်းချွေးတွေအလွန်ချွန်ထွက်လာမယ်နံပါတ်6သွေးလက်ပတ်မှုအားနေတာသွေးလက်ပတ်မှုမကောင်းတာပေါ့နော်ကိုကလှုပ်လှုပ်ရှားရှားတိတ်မရှိတဲ့အချိန်မှာသွေးလက်ပတ်မှုတွေပုံမှန်မဟုတ်တော့တဲ့အချိန်မှာကိုယ်ဒီလက်ဒီလေးလံထိုင်းမိုင်းလာမယ်မလှုပ်ချင်မသေးခြင်းတွေဖြစ်လာမယ်ပေါ့နော်နံပါတ်9ညဘက်တွေမှာဆိုရင်ကောင်းကောင်းအိတ်မပြောတာဒီလိုမျိုးနင်းနင်းချစ်ချစ်အိတ်လို့မရတာမျိုးတွေအိတ်လိုက်တဲ့အချိန်မှာခဏခဏလက်လက်ပြီးတော့မှပြန်နိုးတာမျိုးတွေစားရတောက်ရတာတွေဂရင်းမလိုက်တာတွေပေါ့နော်ဒီလက္ခဏာတွေကဆိုရင်အာယုံကြောအားနေတဲ့သူတွေမှာဖြစ်တတ်တဲ့နောက်ဆက်တွဲလက္ခဏာ9ချက်ပဲဖြစ်ပါတယ်ရှင်